ကျွေးနေပြအောင်လား900တော့ပြန်ပေးပါအောင်အန်ရအောင်ဒီမင်းနဲ့1000တန်းလာချပြီး900ပြန်အန်ခိုင်းအဲ့တော့ကိုကောင်းအောင်ကပတ်စံမင်းအမနဲ့ဈေးမို့နေပဲဟာနောက်လူလည်းလာနေပြီဒီစပီပုံစံအဲ့ဒါပဲဆိုင်ညက်လိုက်တာအီမိုကီအဲ့တော့ကျေးဇူးများတင်ပါလေအကျွေးလည်းမလို့လားနော်အဲ့ဆိုကဲဒီနာမီပုံညာပေါ်ရညနေတာအိုးအဲ့ဒါဒီဘက်ကတော့ရအဲ့ဒါဘာသာရေးတော့တယ်အိမ်သာတော့တယ်တကူတဲ့ဣပတ်တယ်ပါဆိုပြီးလာတယ်ဒီညသူချပေးတဲ့အမားတွေကျွန်တော်ကရည်စရာမောတရားဖြစ်အဆန်ဆူချတယ်ဆိုတော့နောက်ပါကျွန်တော်တို့ကဆူချတဲ့ပတ်စံတွေကိုကျွန်တော်ပြောချင်တာလည်းကတည်းကမလုပ်ပါကျွန်တော်အမှုပညာသမားတွေဆိုတာဘဝမှာပေါ့တွေးတတ်ဖို့ပေါ့နောက်တက်ကြီးလာတဲ့အချိန်ကျရင်ကိုယ့်အတွက်ပူပင်တော့ကမရှိအောင်ရေရှည်ကိုမျှော်ကိုပြီးတော့အခုအချိန်ကလေးကစီးပွားရေးတစ်ခုကိုရင်းနှီးမြှုပ်နှံပြီးတော့လုပ်ကိုင်နေပါပြီအဲ့တော့ဒီမှာဒါတို့ဘာရက်ကွက်နှိစီကုန်းရက်ကွက်ကမိသားစုတွေဆူချတဲ့ပတ်စံကိုကျွန်တော်ရဲ့စီးပွားရေးထဲမှာထည့်ပြီးတော့ကျွန်တော်မြှုပ်နှံပါမယ်ကျွန်တော်ရဲ့လုပ်ငန်းလေးအောင်မြင်လာရင်ဒုတိယမိသားစုတွေဘယ်တော့မှမပြီးပါဘူးကျွန်တော်ရဲ့စီးပွားရေးကပါလဲဆိုတော့ဒီညရတဲ့ပတ်စံတွေအားလုံးကိုမနေ့ကမနေ့ကျွန်တော်ခွန်3တပွက်ထဲထိုးမှာဖြစ်ပါတယ်